ကျွတ်သားတွေကိုအထွတ်တရောက်အောင်လေ့ကျင့်ထားနိုင်မယ်ဆိုရင်လက်တစ်ချက်ဝေးရမ်းလိုက်ုံနဲ့တင်လေကိုင်းတုံခါမှုကိုတပ်ပေါ်စီပြီးရန်သူတွေစီကိုလီစာမျိုးအတိအကျပြစ်မှတ်ထားတိုက်ခိုက်နေပါတယ်။တာမန်နေ့ရက်တွေမှာသူတို့ဟာအားနည်းပုံပေါ်ပေမဲ့တိုက်ပွဲထဲမှာတော့သူတို့ရဲ့ကျွတ်သားတွေဟာမယုံနိုင်စရာကောင်းတော့အောင်ကြီးထွားတတ်ပါတယ်။လွန်ခဲ့တဲ့အချိန်တော်ကြာကလူလောကနဲ့မိစ္ဆာလောကဟာဆက်သွယ်မိခဲ့ကြပါတယ်။မိစ္ဆာလောကတွေကိုမှားယွင်းရောက်ရှိသွားတဲ့လူသားတွေဟာတားကောင်တွေဖြစ်ခဲ့ရတယ်လို့မိစ္ဆာတွေဟာလည်းလူလောကတွေကိုကျူးကျော်ဝင်ရောက်ပြီးလူသားတွေကိုပြစ်မှတ်ထားအမဲလိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့နန်လောကကအကန့်အသတ်တစ်ခုကိုတတ်မှတ်ပေးခဲ့ပြီးလူသားတွေနဲ့မိစ္ဆာတွေကိုတိကျခွဲခြားပေးခဲ့ပါတယ်။ဒီဇလန်ဟာအသက်19နှစ်အရွယ်တုံလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကစတင်ခဲ့တာပါ။သူဟာလူမိုက်ပုံစံရှိပေမဲ့တရားမျှတမှုကိုမျက်နှာသူတစ်ယောက်ဖြစ်ပါတယ်။အတန်းပေါ်တစ်ယောက်အနိုင်ကျင့်ခံရတာကိုမြင်တဲ့အခါသူကဝင်ရောက်ကူညီခဲ့ပါတယ်။ဒါပေမဲ့ဆယ်ဖြစ်သူကအထင်လွဲပြီးကျွန်းကအနိုင်ကျင့်တာလို့ထင်မှတ်ကသူ့ကိုကြောက်ထုတ်ခဲ့ပါတယ်။ဒီတော့တင်မှာပဲမြို့လေကောင်မှာကြီးမားတဲ့မြေကျွန်းကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။မိစ္ဆာလောကောင်တကောင်ဟာအတောင်မန်တွေကိုခတ်ပြီးပင်ထဲကနေတွားထွက်လာခဲ့ကအစိုးမြင့်စိတ်တွေပြင်းနှက်နေတဲ့တရားဝတွေကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။မကြခင်မှာပဲရင်ကျော်ပိတ်ဆို့မှုကြောင့်စိတ်တူနေတဲ့ကုန်တင်ကားဒရိုင်ဘာအူကြီးဟာသူ့ရဲ့တားကောင်ဖြစ်သွားခဲ့ပါတယ်။ခုကခံရပြီးနောက်သူဟာထင်းချုံမှုလွတ်သွားပြီးကားကိုမစင်မချင်းမောင်းနေပါတော့တယ်။ဒုက္ခဟာကောင်လေးတယောက်စီကိုဦးတီတီဝင်လာတဲ့အချိန်မှာတော့တွန်ကချက်ချင်းလှုပ်ရှားပြီးကောင်လေးကိုပေးကင်ရသို့တွန်းထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ကားကတွန်ကိုတမ်းမိသွားပြီးဝင်းစင်သွားခဲ့ပါတယ်။သူဟာတေချင်တယောက်ကိုအေးစစ်စစ်ပဲရင်ဆိုင်လိုက်နိုင်ပါတယ်။အဲဒီအချိန်မှာပဲလှပတဲ့မျိုးသမီးတယောက်ကဘေးကမှမသိပေါ်လာခဲ့ပါတယ်။သူမကိုသူမရဲ့ငရေပြီကတိမင်းတမန်လို့ပြောကြတယ်။တော့မှတော့ကျန်တဲ့စိတ်ထားကလွဲလို့တခြားထူးခြားချက်ဘာမှမရှိပါဘူး။သူမကစိတ်အာရုံနဲ့ပဲတကားပေါက်တစ်ခုကိုဖွင့်လိုက်ပြီးသူတို့နှစ်ယောက်ဟာနန်လောကတွေကိုအတူတူဝင်ရောက်သွားခဲ့ကြပါတယ်။သူတို့ဟာငရေပင်ရဲ့နန်းဆောင်စီကိုဦးတည်သွားခဲ့ကြပါတယ်။ငရေပင်ကတွန်ရဲ့ဘဝမှတန်တွဲကိုယူလိုက်ပြီးသူ့ကိုနှက်ပြီးပို့ရမလားငရေပြီးပို့ရမလားစုံပြိုက်ဖို့မှတ်တမ်းတွေကိုအကြမ်းမြင်ဖတ်ရှုနေခဲ့ပါတယ်။သူအလောက်ရှုံးနေတော့မှပဲတိမင်းတမန်နဲ့တွန်တို့ဝင်လာခဲ့ကြပါတယ်။ငရေပင်ကလှည့်ကြည့်ပြီးတွန်ရဲ့တရားမဲ့အချိန်မကျသေးကြောင်းပြောပြခဲ့ပါတယ်။ညနာကျအနေနဲ့တွန်ကိုလူပြန်ဖြစ်ခွင့်ပြီးမှဖြစ်ပေမဲ့မိစ္ဆာလောကောင်ဖြစ်ရက်တွေကိုစုံစမ်းစစ်ဆေးရမယ်။တာလုံထူးခြားတဲ့စုံတော့တယောက်ဖြစ်လာမှသာရမှာပါ။ပထမတော့တွန်ကညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့သူဇနီးနဲ့မိခင်ဖြစ်သူတို့ကသူ့အတွက်ငိုကြွေးနေတာကိုမြင်ရတဲ့အခါသူစိတ်ပြောင်းသွားခဲ့ပါတယ်။သူရဲ့ရှိရသူတွေကိုဆင်းရဲဒုက္ခမရောက်စေချင်တဲ့ကြောင့်လူလောကကိုပြန်သွားဖို့သူရွေးချယ်ခဲ့ပါတယ်။သူနိုးလာတဲ့တပြိုင်နက်မိစ္ဆာလောကောင်ကထပ်မံပေါ်လာပြီးတက်စီမှုတွေလှုပ်ဆောင်နေပါတော့တယ်။